ဒိဋ္ဌိဆိုတာသိမြင်တတ်တဲ့ဉာဏ်ဝိတ္တုဒ္ဓိဆိုတာမှားယွင်းတဲ့အတွေးတွေကိုဖြေရှင်းမှားယွင်းတဲ့အတွေးတွေကိုရှင်းလင်းသုတ်သင်နိုင်တယ်လို့ဒီလိုအဓိပ္ပာယ်စကားနှစ်ရပ်နဲ့ပြောတာဉာဏ်အမြင်ဒီပင်မှားယွင်းတဲ့အတွေးအထင်တွေကိုရှင်းလင်းသုတ်သင်နိုင်သောကြောင့်ဒီနှစ်ရပ်ကိုပေါင်းစပ်ပြီးတော့ဉာဏ်တစ်ခုတည်းကိုပဲဒိဋ္ဌိလို့လည်းခေါ်လိုက်တယ်ဝိတ္တုဒ္ဓိလို့လည်းခေါ်လိုက်တယ်ဒါစာပေကလာတဲ့ဖွင့်ဆိုချက်ကဒီလိုဖွင့်ဆိုတာအဲ့တော့အမြင်စင်ကြယ်မှုလို့ဆိုတဲ့နေရာမှာဒီစကားလုံးကိုကြည့်မယ်ဆိုရင်အမြင်ရဲ့စင်ကြယ်သွားမှုဆိုတာစင်ကြယ်သောအမြင်လို့ပြောလို့တာပဲအဲ့ဒီလိုပြောမှပို့ပြီးတော့အဓိပ္ပာယ်ရှိဒိဋ္ဌိဝိတ္တုဒ္ဓိဆိုတာစင်ကြယ်မှုဆိုတဲ့စင်ကြယ်တဲ့အနေအထားတစ်ခုကိုပြောတာမဟုတ်ဘူးစင်ကြယ်နေတဲ့ဉာဏ်ဖြစ်ပေါ်လာမှုကိုဆိုလိုတာဒါကြောင့်မို့ဒိဋ္ဌိဝိတ္တုဒ္ဓိဆိုတဲ့အဓိပ္ပာယ်ကိုဝိတ္တုဒ္ဓိဘက်မှာဗာပြောထားလို့ဆိုနာမရူပနာယာထာဝဒတနံဒိဋ္ဌိဝိတ္တုဒ္ဓိနာမနာမရူပနာနာနဲ့ယုတ်တို့ကိုယာထာဝဒတနံအရှိကိုအရှိတိုင်းအဟုတ်ကိုအဟုတ်တိုင်းအမှန်ကိုအမှန်တိုင်းမြင်ခြင်းဟာဒိဋ္ဌိဝိတ္တုဒ္ဓိနာမဒိဋ္ဌိဝိတ္တုဒ္ဓိညီပါတယ်လို့အမြင်ကိုပဲဒိဋ္ဌိဝိတ္တုဒ္ဓိလို့ဒီလိုခေါ်တာပါအဲ့တော့အမြင်ကိုဒိဋ္ဌိဝိတ္တုဒ္ဓိဆိုတာဒီအမြင်ကဘယ်သူကိုပြောတာတော့ဆိုလို့ရှိရင်ဉာဏ်ကိုပြောတာဉာဏ်မှာသိခြင်းနဲ့မြင်ခြင်းဆိုတဲ့ကိစ္စနှစ်ခုရှိသိတာကသူ့ရဲ့သဘာဝမြင်တာကသူ့ရဲ့စွမ်းဆောင်ချက်ဉာဏ်မှာဆောင်ရွက်မှုနှစ်ခုရှိအဲ့ဒီဆောင်ရွက်မှုနှစ်ခုကိုကြည့်ပြီးတော့တခါတည်းမှာဉာဏ်ကိုဉာဏလို့လည်းသုံးတယ်ဘာဖြစ်လို့တော့သူ့ရဲ့သဘာဝကသိတာသိတာသူကဘာကိစ္စကိုဆောင်ရွက်တာတော့ဆိုအမှန်ကိုမြင်တဲ့ကိစ္စကိုဆောင်ရွက်တယ်ဒါကြောင့်ဓတနာလို့လည်းသူ့ကိုခေါ်လိုက်တယ်အဲ့ဒီအမြင်တွေကပေါင်းစပ်ပြီးတော့ယမယံခါမှာညာနာဓတနာလို့ဒီလိုအသုံးလေးတွေလည်းရှိတယ်ပေါ့ဉာဏ်ရဲ့သဘာဝတရားနှစ်ခုရှင်းပြီးတော့ပြောတာနော်ဉာဏ်ဒီသဘာဝအပြင်သိတယ်ဒါသူ့ရဲ့ကိုယ်ပိုင်သဘာဝသိတတ်တဲ့သဘောရှိတယ်ထိုသိတတ်တဲ့သဘောတရားသည်အမှန်အကန်ကိုမြင်တတ်တယ်ဒါကြောင့်ဓတနာဗမာစကားမှာလည်းပဲဒီနှစ်ခုကိုပေါင်းစပ်ပြီးတော့သိတယ်မြင်တယ်သိမြင်မှုစသည်ဖြင့်အသိနဲ့အမြင်ကိုတွဲပြီးတော့ပြောသွားတာနော်ကောင်းပြီနာမရူပနာနာနဲ့ယုတ်တို့ကိုယာထာဝဒတနာဟုတ်တိုင်းမှစွာမြင်ခြင်းဟာဒိဋ္ဌိဝိတ္တုဒ္ဓိနာမဒိဋ္ဌိဝိတ္တုဒ္ဓိပါပဲလို့ဒိဋ္ဌိဝိတ္တုဒ္ဓိရဲ့အဓိပ္ပာယ်ကိုဝိတ္တုဒ္ဓိဘက်မှာအချင်းချုပ်လေးရေးသားထားတာအင်မတန်မှမှတ်သားစရာကောင်းဘုန်းကြီးတို့တွေဒသနာဝိတ္တုဒ္ဓိဆိုတဲ့အဆင့်ကိုရောက်ချင်ပြီဆိုလို့ရှိရင်ရှေးဥစွာဒီကစားကြရမှာတသံတရားလုံးငါရဲ့သူတစ်ပါးရဲ့အဟံမမငါဆိုတာတွေးထင်လိုက်လို့ရှိရင်ငါဟာဆိုတဲ့အစွဲလဲပေါ်လာတာပဲငါရှိလာပြီဆိုလို့ရှိရင်ငါဟာဆိုတဲ့အစွဲကပေါ်လာမှာပဲသူတစ်ပါးဆိုတာရှိလာလို့ရှိရင်သူတစ်ပါးဆိုတဲ့အစွဲဟာလည်းပဲပေါ်လာမှာတတ္တဝါဆိုတဲ့အယူအဆအတွေးအမှားအထင်အမြင်တွေဟာတကယ်လေးလာစမ်းစစ်ကြည့်လိုက်လို့ရှိရင်ဘာကိုတတ္တဝါခေါ်ရလဲလို့ခွဲခြားစိတ်ပြကြည့်လိုက်လို့ရှိရင်တတ္တဝါလို့ခေါ်စရာတခုမှမရှိဘူးနာနဲ့ရုပ်နှမျိုးပဲရှိတယ်ဆိုတာဟာသိမြင်လာအဲ့ဒီလိုသိမြင်လာတဲ့သိမြင်မှုကိုဒိဋ္ဌိဝိတ္တုဒ္ဓိလို့ခေါ်တာပါဒိဋ္ဌိဝိတ္တုဒ္ဓိဆိုတာငါသူတစ်ပါးတတဝါဆိုတဲ့အတွေးမှားတွေကိုဉာဏ်နဲ့ရှင်းလင်းသုတ်သင်ပြီးယုံနဲ့နံတဘာဝအစစ်ကိုအရှိအတိုင်းသိမြင်ခြင်းဖြစ်ပါတယ်ဒီလိုအမှန်တိုင်းသိမြင်လာတဲ့အခါမှာငါဆိုတဲ့အစွဲနဲ့ငါဟာဆိုတဲ့အစွဲတွေအားလုံးကင်းစင်သွားမှာဖြစ်ပါတယ်